စာတရားခါတီလုံးပါတယ်မြတ်တာတရားဟာရက်စက်သူမစိတ်သွန်းလို့နေခဲ့ကြုံမြင်လို့အကြိုက်ကိုဆိုတာသစ္စာစကားရလားထောင်မြင်လို့ရာကိုဆိုလူမြတ်တာစိတ်နဲ့လားသူပြောခဲ့တဲ့ချိုးတန်းကလည်းငါကမရဘူးဘယ်မှာလဲသစ္စာစကားဘယ်မှာလဲပြတာတရားဘယ်မှာလဲသစ္စာစကားဘယ်မှာလဲပြတာတရားမာသစ္စာတရားခါတီလုံးပါတယ်မြတ်တာတရားဟာရက်စက်သူမစိတ်သွန်းလို့နေခဲ့ကြုံမြင်လို့ကြိုက်ကိုဆိုတာသစ္စာစကားရလားထောင်မြင်လို့ရာကိုဆိုလူမြတ်တာစိတ်နဲ့လား